မင်္ဂလာပါခင်ဗျာကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြသွားမယ့်အကြောင်းအရာက data verification request ဆိုတဲ့ feature ကိုပြောပြသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ learning ဒီလိုမျိုး LMS တွေဖြစ်တဲ့ information management system တွေမှာ data accuracy ကအရင်အရေးကြီးတယ်ပေါ့နော်ကိုယ့်ရဲ့ဆရာဆရာမတွေကိုယ့်ရဲ့ကျောင်းသားတွေကိုယ့်ရဲ့ community member တွေရဲ့ data ကမှန်နေသေးလား up to date ဖြစ်နေသေးလားဆိုတာကိုအများနဲ့ပြန်ပြီးတော့ verify လုပ်ခိုင်းတဲ့နေပေါ့နော် user တွေကိုသူတို့ပြန်ပြီးတော့ကိုယ့် data မှန်သေးလားပေါ့နော်ဥပမာ phone number ပြောင်းသွားပြီလား address ပြောင်းသွားပြီလားဗာလဲပေါ့နော်အဲ့လိုမျိုးကို email တွေပို့ပြီးတော့ notify လုပ်ပြီးတော့ကျွန်တော်တို့ data ကို verify လုပ်ခိုင်းတဲ့ feature တစ်ခုကိုကျွန်တော် data verification request feature ဆိုပြီးတော့ကျွန်တော်ထည့်ပေးထားပါတယ်အဲ့ feature လေးဘယ်လိုသုံးရမလဲဆိုရင်တော့အရင်ဆုံးကျွန်တော်တို့ site ပါဟိုမှာ services အောက်မှာ data verification request ဆိုတာကိုရှိတယ်အဲ့လေးကိုနှိပ်မယ်နှိပ်ပြီးရင် create ဆိုတာတစ်ခုနှိပ်မယ်ပြီးရင်ချင်းချင်း identify လုပ်ရတဲ့နာမည်လွယ်လွယ်လေးတစ်ခုရေးမယ်ပေါ့ဥပမာ data and maybe like annual data verification ဆိုပြီးရေးလိုက်မယ်ပေါ့နော်ပြီးရင်ဘယ်ကို verify လုပ်စေချင်တဲ့ data တွေကိုကျွန်တော်တို့ရွေးလိုက်မယ်ဥပမာ maybe phone number ပြောင်းသွားလားအင်္ဂလိပ်စာမြန်ပြောင်းသွားပြီလားပေါ့နော်ဒါလေးတွေကျွန်တော်တို့အကုန်လုံး check လိုက်မယ်ပြီးတော့ဘယ် user တွေကိုဟိုလုပ်စေချင်တာလဲပေါ့နော်ရွေးစေချင်တာလဲပေါ့ကျွန်တော်တီချာတွေကို verify လုပ်စေချင်တယ်ပေါ့နော်ဒါကြောင်းသားတိုင်းဝင်လားပေါ့တီချာတိုင်းဝင်လားကျောင်းသားတိုင်းဝင်လား manager တိုင်းဝင်လားဆိုလဲပေါ့နော်အကုန်လုံးလည်းရွေးလို့လည်းရတယ်ပေါ့နော်ကျွန်တော်ကတော့တီချာတိုင်းကိုရွေးလိုက်မယ်ပြီးရင်ဒါလေး create လုပ်လိုက်မယ်နော်အဲ့ဒီခါမှာကျွန်တော်အဲ့လိုမျိုး create လုပ်ပြီးသွားတယ်ဆိုရင်ဒီမှာ top ပြပြန်စစ်လို့ရတယ်ပြန်ပြီးကြည့်လို့ရတယ်ပြန်ကြည့်တဲ့အခါမှာကျွန်တော်တို့ဒီမှာတဲ့ဒီဘယ်နေ့ရ create လုပ်ခဲ့တဲ့ annual data verification နဲ့ဘယ် feed တွေကို verify လုပ်ဖို့ request လုပ်ထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ link ကိုပေးပြီးတော့ user တွေကိုဒီ link manual လည်းပေးလို့ရတယ်ဒါပေမဲ့အဲ့လိုမျိုးကျွန်တော်တို့ verification request တစ်ခု create လုပ်တဲ့အခါမှာ user တွေအနေနဲ့သူတို့မှာ email လေးတစ်ခုဝင်သွားလိမ့်မယ်ခင်ဗျ email ကျွန်တော် email ဥပမာတော့ကြည့်လို့ရတယ်ဒီမှာ no reply ဆိုပြီးတော့ email အောက်မှာတစ်ခုဝင်လာတယ်ဒီက admin နဲ့ list notification လေးပေါ့နော်ကျွန်တော် user နဲ့ဒီ link ကိုနှိပ်ပြီးတော့ကျွန်တော်တို့data verify လုပ်ဖို့အတွက်ဒါဒီ data မှန်သေးလားပေါ့နော် user တွေကကြည့်မှာပေါ့နော် okay ဒါမှန်သေးလားပေါ့နော်မှန် update လုပ်ပေါ့ဒါလည်းမှားသွားပြီကျွန်တော် phone number ကပြောင်းသွားပြီဘာညာပေါ့အဲ့လို update လုပ်လိုက်မယ်ပြီးကျွန်တော်တို့ဒါကိုဆိုရင် submit လိုက်မယ် user တွေနဲ့ submit လိုက်မယ်အဲ့ဆိုရင်ပြီးသွားပြီအဲ့ဆိုရင်ပြီးလိုက်ဒါကတော့ကျွန်တော်တို့ data verification request feature လေးပါခင်ဗျာကျေးဇူးတင်ပါတယ်